အားလုံးပဲမင်္ဂလာပါလီဗာပူးမြန်မာ fan page ကအစင်သက်ပါကျွန်တော်ခုဒါနောက်ဆုံးရလီဗာပူးသတင်းတိုလေးတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဦးဆုံးအနေနဲ့လီဗာပူးအသင်းကဒါဒီ Crystal Palace ရဲ့ဒါနီးပြဖြစ်သူဒါ Oliver Glasner ကိုကျွန်တော်တို့စိတ်ဝင်စားနေတယ်အလေးနက်စိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါသတင်းတွေတတမျိုးတွေ့ရတယ်ပေါ့နော်ဒါဒီ reliable ဖြစ်တဲ့ report တွေတော့မဟုတ်ပေမဲ့ဒါ rumor အဆင့်ဖြစ်တယ်ဒါပေမဲ့တခြားပြန်စဉ်းစားကြည့်တဲ့အခါကျတော့ဒါဖြစ်လာနိုင်ရရှိတဲ့သတင်းပေါ့နော်ဆိုတော့Arne Slot ကအခုချိန်မှာကျွန်တော်လုံးဝဟိုဒါ PR တွေကြီးကြီးမားမားနဲ့ရင်ဆိုင်နေရတာသူကဒီဇင်ဘာကာလမှာပေါ့ဒီဇင်ဘာလထဲမှာဒီရလက်ဆိုးသွားပြီးရလက်တွေမကောင်းဘူးဆိုရင်တော့တေချာပေါ့သူအနာဂတ်ကဒါလီဗာပူးမှာဆက်ရှိဖို့ရာခိုင်နှုန်းတအားနေသွားပြီပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါဒီဇင်ဘာလထဲမှာကံမဲ့အသင်းတွေကအရန်ကြီးခက်ခဲတဲ့အသင်းမဟုတ်ဘူး။အရန်ကြီးပွဲချက်တဲ့ဒီထဲမှာမပါဘူးပေါ့နော်ကျွန်တော်တို့ order နေပြီးတော့ဒါထုတ်ပြန်ထားတဲ့ဒါ ranking ပေါ့နော်ranking ထဲမှာဆိုရင်ဒီဇင်ဘာလမှာဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းကပွဲအချောင်ဆုံးလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပွဲချောင်တဲ့အနေထားမှာကိုထောင်မှကျွန်တော်တို့ဒါရလက်တွေမယူနိုင်ဘူးဆိုရင်ဒီ Arne Slot ကဒါထုတ်ပယ်ခံရဖို့များတယ်ပေါ့နော်ဆိုတော့လီဗာပူးအသင်းကလည်းကြိုပြီးတော့သူ planning လုပ်နေရပေါ့နော်ဒီအတွက်ကိုဘယ်သူကိုအစားထိုးမယ်ဆိုပြီး planning လုပ်နေရမျိုးရှိရဲဒါကတော့ညင်းစရာမလိုပေါ့နော်သူတို့ဒီ short list ထဲမှာတော့နီးပြအများကြီးရှိရဒါကလည်းကျွန်တော်တို့အရင်တော့ကလည်းကျွန်တော်တို့ပြောခဲ့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒါ Zinedine Zidane တို့ Xavi တို့ဒါဟိုနီးပြစာပြီးပေါ့စာပြီးတို့ပြီးသွားရင်ဒီOliver Glasner တို့လိုနီးပြရပါတယ်ပေါ့နော်ပုံမှန်နီးပြလို့လည်းပါတယ်ပေါ့နော်ဆိုတော့အခုနောက်ဆုံးကတော့ Oliver Glasner ကိုဒါတဲပြီးတော့ပေါ့နော်တယောက်တည်းအနေနဲ့တဲပြီးတော့သတင်းထွက်တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့Oliver Glasner အကြောင်းပြောရမယ်ဆိုရင် Oliver Glasner ကဒါဩစတြေးလျနိုင်ငံဩစတြေးလျလူမျိုးပေါ့နော်သူကဒီနီးပြဘဝမှာလုံးဝတင်းပေါ့နော်ဒီဟို high profile လုံးဝကိုအောင်မြင်မှုတွေအများကြီးရနေထားပါတော့ဗျာဂျိုးမော်ညိုတို့ကျွန်တော်တို့ဒီ Ancelotti တို့ Jurgen Klopp တို့လိုမျိုးဒါ reputation မရှိပေမဲ့အလားအလာအရန်ကောင်းတယ်ဒါအဲ့ဒီအပြင်ကဒါ Crystal Palace ကိုအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့နှစ်ပေါင်းများစွာသူတို့ဒါ20နဲ့ချီပြီးတော့ဝေးကွာနေတဲ့ FA ဖလားပေါ့နော်ပထမဆုံးသူတို့ရဲ့ကျွန်တော်သူတို့ရဲ့ပထမဆုံးဒါ major ဖလားထင်တယ်major ဖလားထင်တယ်ပေါ့နော်ဆိုတော့ FA ဖလားကိုယူရဲအဲ့ဒီပြင်ကိုဒါဒီနှစ်မှာဆိုရင် community တိုင်းအပါဝင်လီဗာပူးကိုကျွန်တော်3ပွဲထိအနိုင်ရအောင်ကစားထားရပေါ့နော်ဆိုတော့ဒီ Oliver Glasner ကိုဒီလီဗာပူးတင်းကစိတ်ဝင်စားနေတယ်ကန့်မယ်ဆိုရင်ကျွန်တော်ကတော့ဒါသဘောတူရဲ့ဘက်မှာရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့Oliver Glasner ရဲ့ဒီကစားကွက်ကကျွန်တော်တို့3 back ကိုဦးတည်ထားတာသူကစားတဲ့ပုံစံက3-4-2-1ဆိုတဲ့ကစားကွက်ကိုသူကဦးတည်ထားတာဖြစ်တယ်ပေါ့နော်ဒါနောက်တန်းမှာဆိုရင်ကျွန်တော်တို့ဒါ Kehi ရဲ့La Cross ရဲ့နောက်တစ်ယောက်က Richard ရဲ့ဆော့တယ်ဒါဝင်းဘတ်2ယောက်အနေနဲ့ကတော့ Mitchell ရဲ့ဒီဘက်ချမ်းကဒါ Munoz ရဲ့ပေါ့နော်ကွင်းလယ်ဒီ2ယောက်နေရာမှာက Warden ဆော့ရင်Warden ဆော့တယ်ပြီးတော့နောက်တစ်ယောက်နေရာကဒါ huge ဆော့မဆော့ရင်ဒါလာမာတို့ဒီခမာရာတို့အလှည့်ကျဝင်ဆော့ပေးလို့ရရပေါ့နော်ရှေ့ကဒီ Nero 2ယောက်ပေါ့ Nero နံပါတ်10 2ယောက်နေရာမှာက လောစင်မှာတော့ဒါဘယ်ဘက်ချမ်းမှာတော့ Pino ကကျွန်တော်အပိုင်စားရထားသလိုညာဘက်ချမ်းမှာကျတော့ဒါစားပေါ့နော်ဒါပေမဲ့စားကအခုဒီနောက်ပိုင်းဒီမှာဒဏ်ရာပြဿနာခဏကြုံတာဖြစ်တဲ့အတွက်ဒီကမာရာကရှေ့ကိုတက်ပြီးတော့ဆော့ပေးတာကိုတွေ့ရတယ်ပေါ့နော်တိုက်စစ်မှုနေရာမှာတော့ဒါမဒေတာပေါ့နော်မဒေတာကိုသူတုံးတယ်ပေါ့နော်ဆိုတော့လီဗာပူးအသင်းကအခုလက်ရှိကစားနေတဲ့ကစားကွက်ကကျွန်တော်တို့ဒါ4ဘက်ကိုအခြေခံပြီးတော့တုံးနေတာဒါများသောအားဖြင့်4-4-2လဲဆော့တယ်ခုနောက်ပိုင်းဆို4-4-2ဆော့တာများတယ်4-2ဆော့တယ်ပြီးတော့ရင်4-2-3-1ဆော့တယ် Oliver Glasner ကဒါ3 panel ဆော့တာဖြစ်တယ်လီဗာပူးရဲ့ကစားဟန်လီဗာပူးဆော့နေကြကစားကွက်နဲ့တော့ဒါဒီကွက်ပြားချမ်းသာသွားလိမ့်မယ်ပေါ့နော်ဒါကိုဘာကြောင့်သဘောတူတာလဲဆိုတဲ့မိခွန်းရှိရပေါ့ကျွန်တော်အမြင်ကတော့လီဗာပူးရဲ့လက်ရှိလူစင်းပေါ့နော်လက်ရှိလူစင်းကဒါ3 back ကစားတဲ့နီးပြားနဲ့ပို့ပြီးတော့လိုက်တယ်လို့ကျွန်တော်ခံစားရပေါ့နော်အထူးသဖြင့်တော့ဒီ January မှာတော့ဒီလိုမျိုးဒီ3 back ဆော့မယ်ဆိုတော့လူခေါ်ဖို့တော့လိုတာပေါ့လူတယောက်နဲ့တော့ထပ်ခေါ်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့3 back နဲ့ကစားမယ်ဆိုရင်အရင်လိုက်မဲ့အနေအထားမျိုးရှိရဲနောက်တစ်မှဆိုကျွန်တော်တို့ဒါကိုနာဒီရွေးချယ်လို့ရတယ်ကိုနာဒီ Van Dijk ဒါဂျူကိုမဲ့ရွေးချယ်လို့ရတယ်ဒီဝင်းဘတ်2ယောက်နေရာမှာကကျွန်တော်တို့ Carcass ရဲ့ပြီးတော့ညမှာချက်မှာက Frame Bound ရွေးချယ်လို့ရတယ်ပေါ့နော်သူတို့2ယောက်ကဒါအထူးသဖြင့်ဒီ Carcass နဲ့ Frame Bound တွေကဝင်းဘတ်နေရာမှာပေါ့ဒါ full back ထက်ဆိုင်ဝင်းဘတ်နေရာမှာပို့ပြီးတော့လိုက်ဖက်မယ်လို့ကျွန်တော်ခံစားရပေါ့နော်အထူးသဖြင့်သူတို့ကဒီဟိုဘောလုံးကိုပေါ့နော်ဒါပတ်စင်တွေနဲ့ဒီလောင်းဘောတွေနဲ့သူတို့ကဒီ progress လုပ်တဲ့ကစားသမားမျိုးမဟုတ်ဘူးသူတို့က up and down ကိုဆင်းပြီးတော့ဒါ overlap စီ analysis တွေလုပ်ချင်တဲ့ကစားသမားမျိုးတွေဖြစ်တဲ့အတွက်ဒါဝင်းမက်နေနဲ့ပို့လိုက်မယ်လို့မြင်တယ်ပေါ့နော်အဲ့လိုပဲကွင်းလယ်မှာဆိုရင်လည်းကျွန်တော်တို့
ဒါဆိုဘိုစလိုင်းကိုပဲထားဆော့မာကာကိုပဲထားဆော့ private match ကိုပဲထားဆော့အဆင်ပြေရဲ့ဒီနေရာမှာကျွန်တော်တို့မေးရမှာပေါ့နယ်ရိုးနံပါတ်10နှစ်ယောက်ကိုထားမှာလားထားမလို့ရှိရင်ဒါ3-4-1-2ပုံစံမျိုးနဲ့ထားမှာလားဆိုတော့ဒါဒီမေးခွန်းထုတ်ဆရာရှိရပါတော့ထားပါတော့ဆိုတော့ကျွန်တော်ကတော့ Oliver Glasner ကိုသဘောကျရတဲ့မှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါဒီဆာလာပေါ့နော်ဆာလာရဲ့သတင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျွန်တော်တင်ဆက်ပေးပြီးပါပြီဆာလာရဲ့သတင်းတွေကတော်တော်ဒီအခုရက်ပိုင်းပေါ့နော်ဒါ sorry Pro League နဲ့တော်တော်ကိုသတင်းထွက်နေတာမျိုးကြီးရှိရပေါ့နော်ဆာလာကိုအခုမှ sorry Pro League ကစိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်2023တဲကိုကဆာလာကိုပေါင်တန်းတရားပတ်ချလေဂျာချီပေါ့နော်ဂျာပတ်ချလေလောက်နဲ့သူတို့ကမ်းလှမ်းခဲ့ဘူးတယ်ဒါပေမဲ့မိုဟမက်ဆာလာကအသင်းမှာဆက်နေပြီးရောမိနစ်ကရာဒီမှာအသင်းနဲ့ထပ်ပြီးရောစာချုပ်တက်တန်းတိုးသွားပြီပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဒါကျွန်တော်ဒါလုံးဝကွဲပြားတဲ့လုံးဝချမ်းသာတဲ့အခြေအနေတစ်ခုဖြစ်နေပြီဆာလာအနေနဲ့ကလည်းအာနီအဓိကတော့အာနီစလော့ရဲ့ကစားကွက်ပေါ့နော်အာနီစလော့ရဲ့ကစားကွက်မှာသူ့အနေနဲ့ခြေစွမ်းပြဖို့ရုန်းကန်နေရတယ်လို့အခုဒါနောက်ဆုံးနှစ်ပွဲဆက်တိုက်သူအရန်ကုန်မှာထားလိုက်တယ်ပေါ့နော်ဆိုတော့ဒီတေချာပေါက်ဒီဆာလာရဲ့အနာဂတ်ကတော့တေချာပေါက်ဒါမေးဖို့ထုတ်เสียဖြစ်လာပြီပေါ့နော်နောက်ဆုံးကြားသိရတဲ့တင်းတွေအရာဒီ sorry Pro League ကဟီလေပေါ့နော်ဟီလေအသင်းကအဓိကဒါစိတ်ဝင်စားနေရလို့သိရတယ်အဲ့ဒီအပြင်ကိုတခြား sorry ထိပ်သီးအသင်းတွေကလည်းဆာလာကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ပေါ့နော်ဆိုတော့ဒီတေချာပေါက်ကတော့ဗျာဒီ sorry Pro League ကတော့ဆာလာကိုခေါ်ဖို့စိတ်ဝင်စားမှာပဲဘာကြောင့်လဲဆိုတော့သူတို့အရှိအလဲပိုင်း RF တွေကဒါဆာလာကိုတော်တော်သဘောကျတယ်မှာပါတယ်ပြီးတော့နောက်တစ်ခုကသူတို့ဒီ sorry ကဘာဖလားအတွက်သူတို့ဒါပုံရိပ်မြင့်ချင်တဲ့အနေနဲ့လဲဒါဆာလာကိုခေါ်ဖို့ဒါရှိရလို့ဒါတတိယရသိရတယ်ပေါ့နော်ဒါဆာလာအကြောင်းဖြစ်တယ်ပြီးတော့ကျွန်တော်မနေ့ကဒီအာနီစလော့ကဒီမနက်ဖြန်ကံပဲပေါ့နော်ဒါဒီ United နဲ့ပွဲအတွက်တင်းစားရှင်းလင်းပွဲလေးလုပ်သွားတယ်အဲ့ဒီမှာသူပြောသွားရတော့အများကြီးပေါ့နော်အဲ့ဒီမှာကျွန်တော်တချို့အရာလေးပဲပြောမယ်ပေါ့နော်အထူးသဖြင့်ကတော့ဒါ injury update ပေါ့နော် injury update ကအလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒါထားပါတော့Giovanni Leoni ကတော့တရားစီလို့နားမှာဖြစ်တဲ့ထည့်မပြောတော့ဘူးအဓိကပြောချင်တာကဒီ Conor Bradley ပေါ့နော် Conor Bradley ကကျွန်တော် training ပြန်ဆင်းနေပြီဒီအရင်နေ့တွေကလည်းဆင်းနေသလိုဒီနေ့လည်းသူဆင်းမယ်လို့သူမျှော်လင့်နေပေါ့နော်အဲ့ဒီအတွက်တေချာပေါက် Conor Bradley ကကျွန်တော်တို့မနက်ဖြန်ကံမဲ့ဒီဟိုပါပေါ့မနက်ဖြန်ကံမဲ့ဒီ League United နဲ့ပွဲရဲ့ဒါဒီလူစင်းတွေကိုပါလာမယ်လို့သိရတယ်ပေါ့နော်ဒါပွဲထွက်3မ3ဆိုတာကတော့နီးဘက်ပေါ်မူတည်ရကျွန်တော်စစ်ထင်တော့ Conor Bradley ပေါ်ထွက်လာမယ်လို့ထင်တယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ဒီဂျိုကိုမက်ကလည်းနှစ်ပွဲဆက်သူဆော့ထားတာဖြစ်တဲ့အတွက်တေချာပေါက်ဒီ Conor Bradley ထည့်သုံးလာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီဟိုဟာကဒီသတင်းနောက်ကနေပြီးအာနစ်စလော့ကိုကျွန်တော်တို့ဒါတိုက်တယ်ဟိုပေါ့နော်ပရီးမီယာလိတိုက်တယ်ဟိုဒါထိမ့်သိမ့်မဲ့အကြောင်းမေးရဲ့အခါမှာတော့သူကတော့ဒါတေချာပေါက်တော့အခုချိန်မှာတော့သူတို့ကဒီတိုက်တယ်ထက်ဆိုင် top 4ကိုပဲကျွန်တော်တို့အတင်းကဝင်ဖို့ ion site ထားတယ်ဝင်ဖို့ဒါရွေချက်ထားတယ်ဆိုပြီးသူပြောသွားမျိုးရှိရပေါ့နော်မှန်တယ်ဒါကတော့ပို့ပြီးတော့ realistic ကြတဲ့အရာလိုပဲမြင်နေပေါ့နော်အခုချိန်မှာလေဘောကအစိရှိဒါပေမဲ့ဒီ top 4ရဲ့အရေးအမှတ်ကွာတဲ့အနေထားမဟုတ်ဘူးပေါ့နော်ဒီပြီးရတဲ့ဆန္ဒလက်နဲ့ပွဲမှာကျွန်တော်တေချသွားတော့ဆိုးရပေါ့နော်ဘာကြောင့်လဲဆိုတော့ဆန္ဒလက်နဲ့ပွဲကိုနိုင်လိုက်မယ်ဆိုကျွန်တော်တို့ကအဆင့်9လောက်ထိတက်လာနိုင်တဲ့အခွင့်အရေးကိုရှိခဲ့တာပေါ့နော်ဒါပေမဲ့ဒီခွင့်ရအသုံးမချနိုင်တဲ့အတွက်အခုအစစ်8မှာပဲထပ်ပြီးရက်တည်နေရတာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ contract ပေါ့နော် contract ကဒီ corner D ကအခုဆိုရင်လီဗာပူးနဲ့ဒါစာချုပ်တက်တန်းတိုးဖို့ရာခိုင်နှုန်းပိုများလာတဲ့ဘက်ကိုရောက်နေပြီပေါ့နော်အထူးသဖြင့်ဒီနောက်ဆုံးသိရတဲ့သတင်းတွေရဆိုရင်တေချာပေါ့ဒါဒီ Real Madrid ကသူ့ကိုစိတ်ဝင်စားတော့ဘူးဆိုတာကဒါပြီးခဲ့တဲ့ပတ်တီတဲကသတင်းထွက်တယ်ပေါ့နော်အခုတောက်ထက်သတင်းထွက်လာတာကဘာလဲဆိုတော့ PSG ပေါ့နော် PSG နဲ့ဒီပြင်သစ်ကလပ် PSG နဲ့ကိုနာတီတို့ကြားမှာဘာမှဒီဆက်သွယ်မှုဘာမှဒီဟိုကန့်လန့်မှုတွေစကားပြောဆိုမှုတွေမရှိဘူးဆိုပြီးတော့သတင်းတွေတက်လာရပါတော့ဆိုတော့ကျွန်တော်တို့အရင်ကားဆိုရင်ဒါကွန်နာတေးကိုဒါအလွတ်နဲ့ပြောင်းရွှေ့အလွတ်နဲ့ရမယ်ဆိုရင်ဒါကလပ်တွေအများကြီးစိတ်ဝင်စားကြတယ်အထူးသဖြင့်ကျွန်တော်တို့ဒါ Real Madrid တို့ဒီခုနက PSG တို့ပေါ့နော် PSG တို့ကဥဆောင်ပြီးတော့ဒါ5 minute တို့ကလည်းစိတ်ဝင်စားရဲဆိုပြီးသတင်းတွေတက်ခဲ့ကြရပါဒါပေမဲ့ Real ကဒီပြိုင်ပွဲနေပြီးတော့နှုတ်ထွက်သွားပြီဖြစ်တဲ့အတွက် PSG ပဲကျန်တော့တယ် PSG ကလည်းအခုတက်လာတဲ့သတင်းတွေအရဆိုရင်တော့သိကြပါဒီကိုနာတေးနဲ့အထက်အမရှိဘူးဆိုတော့သတင်းတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုနာတေးရဲ့ရွေးချယ်စရာကတဖြည်းဖြည်းနဲ့နည်းလာတာဖြစ်တဲ့အတွက်ကျွန်တော်အမြင်ကတော့ပေါ့နော်ဒါလီဗာပူးမှာဆက်ပြီးတော့နေသွားနိုင်ကြည်ပုံများတယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါခုနလေးကိုအသိမှဆက်ရှိနေစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ခုနလေးအမိုက်လောက်တာမှန်တယ်အခုချိန်မှာသူရုံးခဲ့နေရတာမှန်ပြီမဲ့တကယ်ပေါ့နော်ဒါ squad အင်ကတောင်းဖို့အတွက်ဆိုရင်တော့
ကွန်တာတေးလို့ကစားသမားတယောက်ရှိထားတာကအသင်းရဲ့လူအင်းဟောက်တာတောင်တင်းစီရလို့ကျွန်တော်ယူဆရပေါ့နော်ဆိုတော့ကွန်တာတေးကိုစာချုပ်တက်တန်းတိုးတာကိုတော့ကျွန်တော်မကန့်ကွက်လို့ကျွန်တော်ထောက်ခံတဲ့နေရာမှာပါတယ်ပေါ့နော်နောက်ဆုံးသတင်းအနေနဲ့ကတော့လီဗာပူးအသင်းကကျွန်တော်ဒီထုံးစံတိုင်းပဲဗျာဆာလာထွက်ခွာမယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အမျှဆာလာနေရာမှာစားထိုးမဲ့သူကိုလီဗာပူးကဒါဒီလိုက်ကြည့်နေရဆိုပြီးဒီနေ့ကစတိုက်တက်လာတာပေါ့နော်သူအထူးသဖြင့်အခုရက်ပိုင်းမှာဒါပို့ပြီးတော့ရေပန်းစားလာတဲ့ခြားတိတ်တယောက်ရှိရယ်အဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါဒီဖွန်ဒက်လီဂါပေါ့နော်ဖွန်ဒက်လီဂါရဲ့ဒီRed Bull Leipzig ပေါ့နော် Leipzig အသင်းရဲ့တောင်ပံကစားသမားလေးပေါ့နော်အဲ့ခြားတိတ်လေးကသက်19နှစ်ပဲရှိသေးရသူကလည်းအာဖရိကကစားသမားပဲ Army Coach ကစားသမားပေါ့နော်သက်19နှစ်ပဲရှိသေးရဲ့သူ့နာမည်ကဒါရန်ဒီယိုမန်ဒီလို့ခေါ်ရဲပေါ့နော်သူကအခုဒီနှစ်ရာသီမှာဆိုရင်တွင်းကို4ကိုနဲ့ဖန်တီးမှု2ကြိမ်လားမသိလောက်ထားပြီးသွားပြီပေါ့နော်ဒီတော်တော်ကိုဒါမြန်လဲမြန်နဲ့ traveling လဲကောင်းတဲ့ကစားသမားပေါ့မြောက်ကစားသမားပေါ့နော်သူအနေနဲ့ကရန်ကြီးဘယ်လိုပြောမလဲဒီဘွန်ဒက်လီဂါမှာဆော့နေပြီဆိုတော့တေချာပေါက်ဒါဒီဥရောပထိပ်တန်းလိတခုမှာသူဒါဆော့နိုင်နေဆိုတာတော့တက်တည်ပြထားရပေါ့ဒါပေမဲ့ဒါဒီဘယ်လိုပြောရမလဲတော့က highest stage ပေါ့တော့ Champion League ကိုမှ Champion League ကိုမှကျွန်တော်တို့ဒါquarter final တို့ semi final တို့အဲ့လိုမျိုးပေါ့တော့လုံးဝ great game တွေကိုတော့သူမကစားရသေးဘူးပေါ့နော်ဆိုတော့သူအနေနဲ့ potential တွေကတော့အများကြီးရှိတယ်တကယ်လဲကောင်းတဲ့ကစားသမားပေါ့နော်အဲ့ဒီလိုမျိုးသတင်းတွေတက်လာတယ်မြ Leipzig ကအထုံးစံတိုင်းပဲကျွန်တော်တို့ဈေးသတ်မှတ်လိုက်တာက Euro တန်း100ပေါ့နော် Euro တန်း100ဈေးသတ်မှတ်လိုက်တယ်တေချာပေါက်ဒီဘောဘူးကတော့ Euro တန်း100တော့ပေးမှာမဟုတ်ဘူးပေါ့နော်အခုနောက်ဆုံးသိရတဲ့သတင်းတွေနောက်ဆုံးထွက်လာတဲ့သတင်းတွေကလီဗာပူးအသင်းကကစားသမားဖတ်နေပေါ့နော်ကစားသမား agent ဖြစ်သူကစားသမား site နဲ့စကားစပြောမယ်လို့သိရတယ်Leipzig ရဲ့တောင်းဆိုထားတဲ့ရူတန်100ထက်နေတဲ့ပမာဏနဲ့သူတို့ခေါ်ယူနိုင်မယ်လို့လည်းမျှော်လင့်နေရလို့သိရတယ်ပေါ့နော်ဆိုတော့ဒီဟာကဒါနောက်ဆုံးရဒါလီဗာပူးသတင်းတို့လေးဖြစ်ပါတယ်မိကြညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ